ဆုံးပြောရရင်တော့ကျွန်တော်တို့ headline တွေကဘာကြောင့်ရေးကြည့်လဲပေါ့နော်အဲ့ဒါတွေကကျွန်တော်တို့ကဒီအားလုံးသိတယ်ဒီ user တွေ reader တွေ customer တွေကိုပေါ့နော်ဒီ page view ကိုကျွန်တော်တို့ဆွဲဆောင်လို့အကောင်းဆုံးနေရာဖြစ်တယ်ဒီ headline ကကျွန်တော်တို့ဒီ3 second attention ပဲပြောပြော5 second attention ပဲပြောပြောဘယ်လိုခေါ်ခေါ်ပေါ့နော်ပုံမပါတဲ့ content တွေနောက် blog တွေနောက်ဒီကျွန်တော်တို့ဒီ social media မဟုတ်တဲ့တခြား platform ကဒီစာတွေဆိုရင် headline တွေကျွန်တော်တို့ကဒီဆွဲဆောင်လို့ရတယ်ပေါ့နော် headline ကိုဒီကြည့်ပြီးတော့လူတွေကဖတ်တယ်မဖတ်တယ်ဆုံးဖြတ်ကြတယ်အဲ့တော့ headline ကအရေးကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့ဒီ noise social media noise ကအရင်များလာတယ်ပေါ့နော်အရင်တော့ဆိုကျွန်တော်တို့ SD ကအဲ့လိုအရင်မရှိပေမဲ့အခုဆိုရင် SD ကနေရာဆုံးမှာအနေရာယူလာတယ်နေရာဆုံးမှာပါလာတယ်ပေါ့နော်အဲ့တော့ဒီ headline tagline တွေကနေဒီလူတွေရဲ့ attention ရဖို့ကိုလှုပ်ချင်တာကိုလုပ်ဖို့ပေါ့နော်ဒီအကောင့်ဆုံးနေရာတစ်ခုဖြစ်လာတယ်တော့ကျွန်တော်တို့ဒီအဓိကကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတော့ Facebook ပေါ့နော် Facebook contest မှာဆိုကျွန်တော်တို့ဒီ headline က comment copy တစ်ခုမှာပေါ့နော်ဘာတွေပါမလဲဒီပါမဲ့အကြောင်းအရာတွေကိုဒီ headline မှာပေါ့နော်ဒီတနေရာတွေနဲ့ကျွန်တော်တို့ပြနိုင်တဲ့နေရာဖြစ်လာတယ်ပေါ့နော်အဲ့တော့လူတွေက headline ကိုကြည့်ပြီးတော့ဒါတို့အတွက်အကျိုးရှိလားမရှိလားဆိုတော့ sub ဖတ်တယ်မဖတ်တယ်လူတွေကိုဆွဲဆောင်တဲ့နေရာမျိုးဖြစ်လာတယ်ပေါ့နော်အဲ့တော့ headline ကအဲ့ဒါတွေကြောင့် headline တွေ tagline တွေကအရေးကြီးလာတယ်